အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့အားလုံးကတနေ့ဆုံးဖြတ်ချက်ပေါင်းများစွာရှာကြရတယ်ဗျငယ်ငယ်လေးကနေစပြီးတော့အခုချိန်ထိကျွန်တော်တို့ရှာခဲ့တဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကမှန်ကန်ခဲ့လားဆိုတာကိုတစ်ခေါက်လောက်စဉ်းစားကြည့်ဘူးလားဗျမမှန်တဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်မှာကျွန်တော်တို့အုံနောက်ရဲ့လိုလျောက်ဆုံးဖြတ်ချက်အမှားတွေပါနေတယ်ဆိုတော့သိပါသလားဗျဒီနေ့မှာတော့ Ruth Dobelli ရဲ့ဒီ Adult Thinking Clearly ဆိုတဲ့စာအုပ်ကနေပြီးတော့မှကျွန်တော်တို့ရဲ့အုံနောက်ကိုအသုံးပြုနေမှန်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အရန်ကောင်းတဲ့အချက်6ချက်လောက်ပြောပြပေးချင်ပါတယ်ဗျနံပါတ်1လူများလုံနေလို့ဆိုတဲ့အမှာဒီမှာလူတစ်ပါးပါပဲဗျကဲလို့ကိုကလူတွေအများကြီးကြားထဲကိုရောက်သွားမယ်ဆိုရင်ကိုပိုင်စဉ်းစားဉာဏ်ပျောက်တော့တတ်တယ်ဗျဥပမာဈေးကွက်မှာလူတွေအကုန်လုံးဝယ်နေလို့ကိုလည်းမစင်စားမစင်ချင်မဲနဲ့အဲ့ဒီပစ္စည်းဝယ်မိတာမျိုးဒါအောင်ရှောင်ရှားဖို့ဆိုရင်တော့လူတိုင်းလုံနေလို့ဆိုတဲ့စကားကိုတတိထားဖို့လိုတယ်ဗျလူတိုင်းလုံနေလို့မှန်တဲ့အရာဆိုတာမဟုတ်ဘူးလေနော်နံပါတ်2ဒီလောက်ကုန်ပြီးသားဆိုတော့ဒီအမားလူတိုင်းဒီပါကျူးလွန်မှုတဲ့အမားဗျငါဒီလောက်တော့ကုန်ခဲ့ပြီးဆက်လုံးမဆိုရဲအရှုံးဆက်ပြီးတော့ဒိုးစီတဲ့ကိစ္စမျိုးပေါ့ဥပမာကိုမကြိုက်တဲ့အလုပ်ကိုနှစ်ရိကြအောင်ဆက်ပြီးတော့လုပ်နေမိရမကောင်းတဲ့ဆက်ဆံရေးတွေမှာဆက်ပြီးတော့ရှိနေရဒီမားတွေကကျွန်တော်တို့ရဲ့အသိကွဲဆက်တဲ့ရှင်းအောင်ထားဗျဒီနီလန်းတွေကနေချောင်းဖို့ကတော့ကိုအတိတ်ကဖြစ်ပြီးသားအရာတွေကိုမေ့ပြီးတော့အနာဂတ်မှာကိုကောင်းဖို့အတွက်ပဲကြိုးစားရမျိုးပေါ့နံပါတ်3ငါကြိုက်တာကပိုကောင်းတယ်ဆိုရဲအမှာလူတွေကကိုနှစ်တဲ့အရာအောင်ဆိုအမှန်တမဲပိုကောင်းတယ်ပိုပြီးဘေးကင်းတယ်လို့ထင်တတ်ကြတယ်ဗျဥပမာကိုကြိုက်တဲ့ကြော်ညာတရုပ်ဆောင်ပါတဲ့ထုတ်ကုန်ပို့ပြီးတော့ယုံကြည်တာကိုနှစ်တဲ့နိုင်ငံရေးသမားရဲ့ပြောစကားတိုင်းကိုမှန်တယ်လို့ထင်တာဒီအမားကိုချောင်ရှားနိုင်ဖို့ဆိုရင်ခံစားချက်နဲ့ကဲဖြတ်တာကိုခွဲခြားသိဖို့လိုတယ်ဗျကိုကြိုက်တိုင်းလဲမှန်တာမဟုတ်သလိုကိုမကြိုက်တိုင်းလဲမှားတာမဟုတ်လေနော်နံပါတ်5အောင်မြင်သူတွေကိုပဲကြည့်တဲ့အမှာလူတွေကအောင်မြင်တဲ့လူတွေကိုပဲမြင်တတ်ကြပြီးတော့ကြာရှုံးတဲ့လူတွေကိုကြတော့မမြင်တတ်ကြအောင်ဗျဥပမာကြောင်းထွက်ပြီးဘီလီယံနာဖြစ်တဲ့လူတွေကိုပဲကြည့်ပြီးတောင်းမတက်ရင်ပို့ပြီးအောင်မြင်မယ်လို့ထင်မိတာတကယ်တော့ကြောင်းထွက်ပြီးမအောင်မြင်မဲ့ဆင်းရဲတဲ့လူတွေကမရေမတွက်နိုင်အောင်များပါတယ်ဗျဒီအမားကိုရှောင်ရှားဖို့ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကြာရှုံးနေတဲ့လူတွေကိုကြည့်ဖို့လိုအပ်တယ်ဗျအောင်မြင်နေတဲ့လူတွေကိုပဲမကြည့်ပဲကိုမအောင်မြင်တဲ့လူတွေကိုပါလေ့လာဖို့အတွက်အရေးကြီးရခင်ဗျနံပါတ်5အကောင်းဆုံးဆိုတဲ့အရာကိုပဲရွေးချယ်ရှင်တယ်မှာလူတွေကရွေးချယ်စရာများလို့ရင်ပို့ပြီးတော့မပြောမရွှင်ဖြစ်တတ်ကြတယ်ဗျကိုဈေးဝယ်ထွက်တဲ့အချိန်အဲ့ဒီဝယ်မဲဆိုင်မှာရွေးချယ်စရာတွေအများများနေတာထက်ရွေးချယ်စရာတွေနည်းနည်းလေးပဲရှိတာပို့ပြီးတော့မှစိတ်ကြည်နမှုကိုရစေတယ်ဗျရွေးချယ်စရာတွေအများများလာတဲ့ကကျွန်တော်တို့ရဲ့စိတ်ထဲမှာဆုံးဖြတ်ရခက်လာမယ်ရွေးပြီးရင်လည်းနောင်တပို့ပြီးတော့ရနိုင်ခြင်းများတယ်ငါဟိုတစ်ခုယူလိုက်ပို့ပြီးတော့အဆင်ပြေအောင်မယ်ဆိုပြီးတော့လက်ရှိဝယ်ထားတဲ့တစ်ခုကို quality မကောင်းသလိုခံစားတာမျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်အကောင်းဆုံးဆိုတဲ့အရာကိုမရှာနဲ့ဗျကိုအတွက်တင့်တော်တဲ့အရာကိုပဲရှာပါရွေးချယ်စရာတွေကိုလည်းတတ်နိုင်ဆုံးနည်းနိုင်များနေအောင်လုပ်ထားပေးပါဗျနံပါတ်6အခုချက်ရှင်ရှင်းပြရှင်တဲ့အမှာလူတွေကအခုချက်ရှင်ရမယ်အကျိုးကျေးဇူးအနာဂတ်မှာပိုပြီးကြီးမားမားရမယ်ကျေးဇူးထက်ပိုပြီးတော့တန်ဖိုးထားတဲ့တဲ့ဗျဘာလို့လဲဆိုတော့ကိုတစ်ခုခုကိုစိုက်ပျိုးလိုက်ပြီဆိုရင်အဲ့ဒီရလာတဲ့အသီးပွင့်တွေကိုအခုချက်ရှင်လိုချင်တယ်ဗျဒီလိုမျိုးဆိုရင်တော့အဆင်မပြေဘူးလေနော်ဘာလို့လဲဆိုတော့အချိန်တိုင်းတာတစ်ခုဆိုတာစောင့်ရတယ်ပေါ့ဒါကြောင့်စိတ်ရှည်ဖို့ကလည်းအရေးကြီးရဗျဆိုတော့မိတ်ဆွေဟာဒီအချက်6ချက်ကိုသိထားမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝမှာပို့ပြီးတော့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုရှာလာနိုင်မယ်ပို့ပြီးတော့ရှင်းလင်းသိကြတဲ့အတွေ့အကြုံတွေကိုတွေးခေါ်လာနိုင်မယ်ပို့ပြီးတော့မှရှင်းလင်းတဲ့သိကြပြတ်သားတဲ့ဘဝကိုပိုင်ဆိုင်လာနိုင်မယ်ဒါကြောင့်နေ့စဉ်ဘဝမှာဆုံးဖြတ်ချက်တစ်ခုကိုမိတ်ဆွေရှာတိုင်းငါအခုဒီ6ချက်တွေအမှားတစ်ခုခုကိုကျူးလွန်နေမိပြီစလားဆိုတာကိုမိခွန်းထုတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျအတွေးမှန်ကန်ခြင်းကဘဝမှန်ကန်ခြင်းရဲ့ပထမဆုံးရှေ့လမ်းပါပဲဗျဒီစာအုပ်ကမိတ်ဆွေကိုအဲ့ဒီရှေ့လမ်းကိုမှန်မှန်ကန်ကန်စတင်နိုင်အောင်ကူညီပေးမှာဖြစ်ပါတယ်ဗျဒါကြောင့်ဒီစာအုပ်ကိုလည်းဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့မင်းထက်ပါကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါ